မင်္ဂလာပါဘုံပါရှင်ဒီတစ်ခေါက်မှာတော့ Michael James Bond ပေါ့နော်သူကနေပြီးတော့မှရေးပေးထားတဲ့ဒီ Samba Zulu ဆိုတဲ့စာအုပ်လေးတစ်ချက်ကြည့်ကြမယ်ပေါ့နော်သူကတော့မြင်တဲ့အတိုင်းပဲ small steps to hope healing and happiness เนาะအဲ့တော့ဘယ်လိုမျိုးလေးတွေလဲဆိုတာနည်းနည်းအစပိုင်းလေးတွေပြောချင်တယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ context ပေါ့နော် introduction အပိုင်းပါတယ်ပြီးလို့ရှိရင် hope ဆိုပြီးတော့သူအောက်ကနေမှဒီလိုပိုင်းလေးနဲ့ခွဲထားတယ် healing ဟာလားเนาะပြီး happiness ပြီး onward ဆိုပြီးတော့နည်းနည်းလေးဆက်ပြီးတော့ပြောထားတာပေါ့เนาะအဓိကကတော့เนาะ Michael James Bond ကကျတော့သူကเนาะအဲ့လိုမျိုးအာဒီ mindfulness နဲ့ပတ်သက်ပြီးတော့မှเนาะဒီလိုမျိုး lecture တွေလည်းအများကြီးပေးဘူးတယ်ပေါ့เนาะUK USA Air University တွေမှာ okay အဲ့တော့တစ်ချက်ကြည့်ကြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဟာလားနော်ဒီဂျပန်မှာဆိုလို့ရှိရင်ဒီငှက်ကလေးခောက်တာပေါ့နော်ငှက်ခောက်တာဒီဘာလဲဆိုလို့ရှိရင်ဒီငြိမ်းချမ်းမှုကိုပေးတယ်နောက်ပြီးလို့ရှိရင်မျောလင်းချက်ကိုပေးတယ်ပြီးတော့ဒဏ်ရာတွေကိုပူစားနိုင်တယ်ပေါ့အဲ့တော့ဘာဖြစ်လို့လဲနောက်ဘာဖြစ်လို့လဲဆိုတော့ဒီအာမြန်မြန်เนาะဒီဘက်ကိုသွားရမယ်ဆိုလို့ရှိရင်ဘာလို့အချိန်ကနည်းနည်းလေးလေဟို7မိနစ်လောက်အတွင်းမှာပြောရမှာဆိုတော့เนาะအဲ့တော့ဒီเนาะဂျိုးကြဟာလားเนาะအကောင့်1000เนาะအဲ့လိုမျိုးခောက်တာကလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးเนาะအဓိကတတိဆိုတာကကျတော့ကိုပြီးအောင်ပြီးကိုပြီးနိုင်အောင်လဲဆိုတော့ဆုံးဖြတ်ချက်ပေါ့เนาะပြီးတော့အာလုံးဝဒီဇိုင်းမှန်မှန်လုပ်ရမယ်ပြီးတော့ရည်ရွယ်ချက်ရှိရှိเนาะကိုကပြီးအောင်လုပ်မယ်ဆိုလို့ရှိရင်ပြီးအောင်ခောက်လိုက်မယ်ပေါ့အဲ့တော့တစ်ခုချင်းစီเนาะလိုမျိုးတစ်ခေါက်ချင်းစီအခေါက်တစ်ခေါက်ချင်းစီဘာလဲဆိုလို့ရှိရင်လုံးဝစိတ်ရိုးကိုပါလှုပ်ထားတာဖြစ်တယ်เนาะပြီးလို့ရှိရင်ဒါလုံးဝကွာစိတ်ကိုနှစ်ပြီးတော့เนาะအဲ့လိုမျိုးငါကိစ္စတစ်ခုကိုပြီးအောင်လုပ်နိုင်တယ်ဆိုတော့စိတ်ဟလာစိတ်လုပ်နိုင်မယ်ဆိုတဲ့စိတ်နဲ့လုပ်တာပေါ့เนาะအဲ့တော့ဘာလဲဆိုရှင် it is a journey of hope commitment and exploration forgiveness and in the end joy ဟလာเนาะအဲ့တော့ဘာလဲဆိုရှင်ဒီတောက်လျှောက်ဟလာပထမတစ်ကောင်လေးเนาะခောက်တာကနေပြီးတော့မှနောက်ဆုံးเนาะအကောင့်တစ်ထောင်ထိကိုဘာလဲဆိုရှင် commitment ဆိုတာလုံးဝအဲ့လိုမျိုးဝိရိယเนาะလုံလဝိရိယเนาะပြီးတော့ဟိုကွာဒါဆိုပြီးတော့တသက်မတ်မတ်ကိုလုံနိုင်တာပေါ့เนาะပြီးတော့တစ်ခုကနေမှအခု1000ပေါ့เนาะအဲ့လိုရောက်သွားတဲ့အချိန်မှာဆိုရှင်လည်းစိတ်ရှည်ရတာ哦အဲ့တော့တောက်လျှောက်ကိုဒီလိုမျိုးเนาะအဲ့လိုမျိုးခံစားချက်မျိုးစုံနဲ့ကိုကလောက်ရမယ်လို့ဆိုလိုချင်တာ okay ငါကြည့်အောင် Now we discover our own path to heal the soul and find true happiness ဟုတ်တယ်နော်အဲ့လိုမျိုးပုံမှန်လင်းပြောရရင်တော့ငယ်တော့ခောက်ပူတယ်ပေါ့နော်ဒါပေမဲ့အခုတော့မခောက်ရသေးဘူးဒါပေမဲ့ကိုရီးယားကားတွေမှာလည်းကြည်ပူတာတော့နော်အဲ့လိုမျိုးဘိုက်ကြီးနေတဲ့လူတွေပေါ့နော်ဘိုက်ကြီးနေတဲ့ဘိုက်ကြီးတဲ့တွေ့တာမှသူတို့အဲ့လိုမျိုးဟိုတို့ကတေချာလဲလမ်းလျှောက်လို့မရဘူးလမ်းလျှောက်တဲ့ခြင်းကနေဖိုင်တယ်လည်းလုပ်လို့မရဘူးအဲ့တော့ mindfulness အနေနဲ့သူတို့အဲ့လိုစိတ်တည်ပူနေတဲ့စိတ်တည်ရောစေဘူးလားဆိုရှင်အဲ့လိုဂျူးကြလေးတွေခောက်ခိုင်းနေဆိုလဲကားလေးလည်းကြည့်ဘူးတယ်နော်ဘယ်လိုလဲဆိုစိတ်ကညှိနေပါအောင်နော်โอเคအဲ့တော့ဘာလဲဆိုတော့ဟလာနော်အဲ့တော့ဒီမှာ highlight လုပ်ထားတဲ့နေရာလေးတွေပဲဖန်ကြည့်လိုက်တော့နော် do not rush to make your way to the end အဓိကဘာလဲဆိုရှင်ဟိုမှာတော့ဟလာဟုတ်တော့ဟုတ်တယ်နော်တကူကူလုံးနေဆိုရှင်မြင်မြင်ခီးရောက်ချင်တယ်နော်အဆုံးကိုပဲကိုကတွေးပြီးလုပ်တယ်အဲ့တော့အဓိကဘာလဲဆိုရှင်ဒီ journey ကြီးကကိုက enjoy မလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့တော့ do not rush နော်မလောနဲ့လုပ်ဆက်ရှိရဖြည်းဖြည်းမှန်မှန်လုပ် as there is nothing gained by arriving so quickly မြင်မြင်ရောက်သွားတော့ဘာထူလို့လဲနော်အဲ့တော့တရားသဘောနဲ့ပြောမယ်ဆိုရှင်မြန်လဲဟိုဖုတ်ပတ်ခါပြီးတော့ဘဆိုရောက်သွားမှာပဲရှိရတော့ we have to enjoy the journey ပေါ့နော် okay အဲ့တော့ဒီမှာဆိုလို့ရှိရင် there is much more to discover if you're willing to wander further တော့အဲ့ဘာလဲဆိုရှင်ကိုကအဲ့လို explore လုပ်ချင်လေနော်အဲ့လိုမျိုးကလေ့လာချင်လေပို့ပြီးတော့ဟာလားရှာတွေ့လေဖြစ်မှာပဲเนาะအဲ့တော့ဒီစာအုပ်ထဲမှာဆိုရှင်အကုန်လုံးဖတ်လိုက်မယ်ဆိုလို့ရှင်เนาะshort stories တွေเนาะပြီးတော့အဲ့လိုမျိုးအသုံးဝင်မဲ့ gentle wisdoms ပေါ့เนาะအဲ့လိုမျိုးတွေအများကြီးတွေ့လိမ့်မယ် to encourage you along the path to a meaningful life เนาะကိုယ့်ရဲ့ဘဝကိုလေးပဲရှိရှိဖြတ်သန်းနိုင်မှုအတွက်ကိုဒီကြံရံလေးတွေဒီ
ဒီပုံမြင်လေးတွေကပေါ့နော်ထားခုပြပါလိမ့်မယ် This is the journey of 1000 steps to happiness เนาะအဲ့တော့ကြပြစံပြောရမယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပျော်ရွှင်ခြင်းကိုရှာတွေ့ဖို့အတွက်ကိုခြေလမ်းပေါင်း1000ဖြစ်တယ်လို့ကတော့မှတ်လို့ရတယ်ပေါ့ Okay เนาะအဲ့တော့ဘာလဲဆိုရှင်เนาะအဲ့တော့ကိုချင်းစီဖတ်သွားတယ်ပေါ့နော် page by page ဖတ်တဲ့အချိန်မှာ take a moment to pause and appreciate when you are there เนาะကိုဒီစာမျက်နှာဟလာဒီဒါ15ပြီးပါ16ဆိုရှင်16မှာပဲကိုကိုစိတ်ကိုထားပြီးတော့မှကိုလေ့လာနိုင်စရာရှိအောင်ဆွဲထုတ်ရမယ်ပေါ့နော် notice what you notice and feel what you feel เนาะအဲ့တော့ခုနပြောလို့ပဲဆွဲထုတ်ဆရာရှိရဆွဲထုတ်ပြီးလေ့လာမယ်ပြီးလို့ရှင်ကိုနဲ့တိုက်ဆိုင်တာဆိုလို့ရှင်ဆက်ပြီးတော့ဆန်းစစ်သုံးသပ်လိုက်မယ်ပေါ့နော်အဲ့တော့ mindful practice အနေနဲ့ကိုအတူရှိသုံးလို့ရပါပေါ့နော်ဒီဆောက်ထဲကပါတဲ့အချက်လက်လေးတွေကအဲ့တော့ each chapter is purposeful เนาะအဲ့တော့ရွေချက်ရှိနဲ့တိဆောက်ထားတာဖြစ်တယ်အဲ့တော့အကုန်လုံးကိုတစ်ခုချင်းစီဖတ်သွားလဲရတယ်ဒါမှမဟုတ်ဟာလားနော်ကိုဖတ်ချင်သလို any page ကိုလှမ်းပြီးတော့ဖတ်လို့ရတယ်เนาะအဲ့တော့အမှာတော့ကိုနဲ့ဆက်တာလေးတော့တွေ့မှာပေါ့Okay အဲ့တော့ this book is for everyone เนาะလူတိုင်းအတွက်ဖြစ်တယ်ကိုက8နှစ်ပဲဖြစ်ဖြစ်เนาะ88နှစ်เนาะအဖိုးကြီးအဖွားကြီးပဲဖြစ်ဖြစ်ဒီငယ်ရွယ်တဲ့သူဟုတ်လားเนาะဒါမှမဟုတ်စိတ်နှုနေတဲ့သူဘယ်သူမှဆိုဖတ်လို့ရတယ်เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်ဖတ်မယ် enjoy လုပ်မယ်ဟုတ်လားတယောက်တည်းဖြစ်ဖြစ်သူများနဲ့ပဲဖြစ်ဖြစ်เนาะဒီလိုမျိုးread out loud လုပ်ပြီးတော့ဖတ်တာပဲဖြစ်ဖြစ်เนาะကိုတိတ်စိတ် coffee လေးတောက်ပြီးတော့ဖတ်တာပဲဖြစ်ဒီကเนาะဒီစာအုပ်လေးက for you and for everyone ပေါ့ okay နည်းနည်းမောနေတယ် sorry ပါเนาะဒီလိုသိမကောင်းအဲ့တော့ဒါလေးကကြော်လိုက်တာเนาะဒီထဲမှာဘုံကတော့ဆွေးနှုတ်ခြင်းစရာမတူဆိုကြော်ပြလိုက်တယ် okay ဒီကနေဆက်သွားမယ်เนาะအဲ့တော့ဗာလဲဆိုလို့ရှိရင်เนาะဒါလေးကတော်တော်ကောင်းတယ်เนาะလို့ဒီစာရေးသူကိုเนาะသူ့မြန်ငယ်တော့ကတင်ပြလိုက်တာဒီအရန်ကောင်းတယ်ဗာလဲဆိုလို့ရှိရင်အခုအဲ့လိုမျိုးเนาะကြိုးကြလေးတွေခောက်ခြင်းอ่ะเนาะစိတ်ရှည်ရတယ်เนาะပြီးတော့ဗာလဲဆိုလို့ရှိရင် attention ကိုပေးရတယ်ပေါ့เนาะအဲ့တော့ဗာလဲဆိုလို့ရှိရင်ဒါ it was a seed planted that would later blossom เนาะဗာပဲဖြစ်တစ်ခုခုဖြစ်လာဖို့အတွက်ဆိုလို့ရှိရင် site ထုတ်ရတယ်လို့ပြောချင်တာပါเนาะအဲ့တော့အပင်တစ်ပင်ဖြစ်လာဖို့เนาะပြိုးလိုက်တယ်ပြိုးစီလေးတစ်ခုဖြစ်တယ်ပေါ့ဒီညမှာကြည့်ရမယ်ဆိုရင်เนาะအဲ့တော့ဗာလဲဆိုရှင်အဲ့ဒီ site သူကအရန်ကိုခောက်တာကျွမ်းကျင်ခဲ့တယ်ပေါ့เนาะကျွမ်းကျင်တဲ့ခါကျတော့တသုံးရိုက်ပြီးတော့เนาะသူလိုမျိုးတင်ပြီးတဲ့ဥစ္စာတွေမြန်လုပ်တယ်ပြီးသွားလို့ရှင်ဗာလဲလောတယ်ပေါ့เนาะအဲ့တော့လောဖြစ်နေတဲ့အခါကျတော့เนาะအရန်ကိုအာရုံစိုက်ပြီးလုပ်တာတောင်မှမှားတွေလုပ်မိတယ်เนาะမှားတွေလုပ်မိတယ်ပြီးလို့ရှိရင် there was no joy in these early moments เนาะသူမပြောအောင်ပြီးဖို့ပဲအာရုံရှိနေတယ်เนาะ I was moving too fast and relentless with attention အဲ့ဒါပြောချင်တာအဲ့တော့ slow down ပေါ့เนาะအဲ့တော့ဖြည်းဖြည်းမှန်လုပ်မယ်လို့ပြောချင်တာเนาะ don't think about where you will end up เนาะဘယ်မှာပြီးမယ်ဆိုပြီးတော့တွေးမနေနဲ့just focus on the fold that is all that matters เนาะခောက်ဆက်ရှိရခောက်ပြီးလို့ရှင်ပြီးသွားမှာပြီးသွားမယ်အပိုင်းသူကသူလာလိမ့်မယ်ပေါ့เนาะအဲ့တော့ဗာလဲဆိုရှင်အမိုင်းလုံးနဲ့ပဲလေ resilience ဆိုတာလိုမျိုးကြံ့ခံနိုင်တဲ့စိတ်ကိုသူတီးဆောက်နိုင်ခဲ့တယ်ပေါ့เนาะပြီးတော့ and learn to let go of perfection เนาะအဲ့လိုမျိုးတစ်ခုချင်းစီကိုเนาะအဲ့လိုအလန်းလှပလုပ်ချင်တဲ့စိတ်ကိုသူလက်ကိုးလုံနိုင်ခဲ့တယ်ပေါ့ဖြောက်နိုင်ခဲ့တယ်ပေါ့เนาะအဲ့တော့ဗာလဲနောက်တစ်ခုက I have also learned not to expect a certain result เนาะအဲ့တော့ကိုကဒီ process ပေါ့နော်လုပ်နေတဲ့အချိန်မှာ result ကြီးကိုအာရုံထားပဲနေချနေကို enjoy ဖြည်းဖြည်းလုံလာနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဗာလဲဘာလို့လဲဆိုဒီမှာဆိုရှင်တွေ့လာနော်တချို့နေရာတွေမှာခောက်တွန်းနေတဲ့ဟာတွေကြီးနေတဲ့ဟာတွေကိုသူခောက်မိတယ်နော်တချို့ချိန်မှာဆိုရှင်နော်လှပကြိုးကြလေးကိုသူခောက်နိုင်တယ်ဒါပေမဲ့ဘယ်လိုပဲပြော no matter the outcome နော်ဘယ်လိုပဲထွက်လာit is the time that should be appreciated နော်အဲ့ဒီခောက်နေတဲ့အချိန်လေးကဟလာဒီ journey လေးက appreciate လုပ်ရမယ်အရာနော်ဒီနောက်ဆုံးထွက်လာတဲ့ကြိုးကြမဟုတ်ဘူး each moment needs only to be experienced gently နော်ဒီအချိန်ကြီးတန်ဖိုးရှိတယ်နော်အဲ့တော့အချိန်ကတန်ဖိုးရှိတယ်ဆိုပြီးတော့ဒီနေရာမှာထောက်ပြတာပေါ့နော်အဲ့တော့ we must remember to be guided by our curiosity and be brave enough to take many steps เนาะအဲ့တော့ဗာလဲဆိုရှင်เนาะကိုယ့်ရဲ့တိလို့စိတ်တွေကနေပြီးတော့မှကိုယ်သေးဆောင်နိုင်ဖို့အတွက်ကို
ကွာအမြဲတမ်းသတိကပ်နေရမယ်ပေါ့နော်တဲဆောင်လဲဆိုတော့ကိုကအဲ့ဒီနောက်ကိုကိုကလိုက်ပြီးတော့သိချင်တယ်ဆိုရင်သိအောင်လုပ်မယ်အဲ့ဒါပြောချင်တာပေါ့နော်ပြီးတော့ဗာလဲဆိုရင်အဲ့လိုတတိရှိရှိနဲ့လုပ်ချင်ရှိအောင်လုပ်ရမယ်ပေါ့ okay အဲ့တော့ဒီစာအုပ်ကြီးကဖတ်လို့ကောင်းပါပါเนาะအဲ့တော့ mindful practice ဖြစ်မယ်အဲ့တော့ဖြည်းဖြည်းချင်းစီဖတ်ရအောင်မယ်เนาะ do not rush take your time to enjoy every page เนาะတခုချင်းစီကိုဖြည်းဖြည်းမှန်မှန်ဖတ်သွားကြတာပေါ့เนาะအဲ့တော့ sometimes people will comment with criticism other times people may say more complimentary things but either way I'm unaffected as this is my thought and I'm happy to do so at my own pace เนาะလူတွေကဝေဖန်ကြမှာပဲချီးကျူးကြမှာပဲဘယ်လိုပြောတတ်နိုင်သလားကိုက affected အဖြစ်မခံပါဘူးเนาะဘာဖြစ်လို့ဆိုတော့ဒါငါရဲ့ခီးလန်းဖြစ်တယ်ငါဘဝဖြစ်တယ်အဲ့တော့ဘာဖြစ်လဲကိုဘဝကိုရဲ့စိတ်ကြိုက်ဟလားကိုစိတ်ကြိုက်ဆိုတော့ကိုသွားနိုင်တဲ့နှုန်းကိုသွားလို့ရတဲ့နှုန်းနဲ့ပဲဖြည်းဖြည်းမှန်မှန်ပြောရွှင်ရွှင်သွားမယ်လို့ပြောချင်တာเนาะ okay ရပါပြီအဲ့တော့နည်းနည်းများသွားပြီเนาะအဲ့တော့ဒါလီကပြီးရင်ဆက်ဖတ်လို့ရပါတယ်လို့ကျေးဇူးတင်ပါတယ်ရှင်အဲ့လိုဒီမှာရက်လိုက်ပါမယ်နော်